ဒါကတော့ကျွန်တော်တို့တက်ကုန်းကနေပြီးတော့ပင်လောင်းကိုတက်တဲ့လမ်းမှာပေါ့နော်ကင်းတာကိုးကွေလမ်းပိုင်းပေါ့ဒီလမ်းပိုင်းမှာကဟိုညီကိုရီမေးကြတာပေါ့နော်လမ်းကောင်းလားဘာလားပေါ့နော်လမ်းခြေနေရတော့အခုမြင်တဲ့အတိုင်းမှာချို့နေရာကြီးမှာမြေပြင်ပေါ်ဖြတ်ပြီးတော့အဲ့လိုမောင်းရတယ်ကြာမြေကြီးနဲ့မြေသားလမ်းတွေပေါ့နော်အဲ့လမ်းတွေကလည်းနည်းနည်းတော့ကျန်းပါတယ်ချောမနေအဲ့ဒါတွေကသူကတရားတွေပြတ်ထားတာတွေရှိတော့အဲ့တရားတွေဒီဆောက်နေတဲ့အချိန်ပြုပြင်ဒီဆောက်နေတဲ့အချိန်မှာဘေးကနေပတ်ထားတယ်ပတ်လန်းနေပေါ့နော်အဲ့ဒါတွေကတော့မြေသားလန်းနေဖြစ်တဲ့အတွက်အဲ့လန်းတွေကနည်းနည်းဆိုးပါတယ်ဗျထိပ်ပြီးတော့မောင်းအောင်ပါတယ်အဲ့ဒီကနေမအောင်မပေါအောင်နော်အဲ့လိုလေးတော့ရှိရလမ်းချင်းတွေနဲ့ကိုယ်သိရအောင်ပေါ့နော်တင်ပြပေးတာပါဒီကနေ့နှလုံးသားစီးချမ်းတဲ့ပေါင်းဆက်တော့လွတ်လပ်မှုမင်းဆိုင်ကဘလောက်ပြေးလဲမင်းပေါ်မှုပြေးတယ်ပေါ်ဝတူညီလဲရှုံးသွားရင်လူရှိမယ်ဆိုင်ကစီးရတဲ့အရာသာငါအတွက်ဘာနဲ့မှမလဲနိုင်ငါချစ်တဲ့ငါမိမ